အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မိတ်ဆွေတို့ပြောပြခြင်းတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့အရေးကြိုးတွေခေါ်ပြီလားတကယ်အပ်ကတော့မှလားဆိုတော့စိုးရိမ်ပူပန်နေကြတဲ့ဒီကိုမောင်နှမတွေကိုပြောခြင်းတယ်ကညနာတရားဝင်နိုင်ငံတော်ကတရားဝင်မဖြစ်မနေအပ်ကမယ်ဆိုတဲ့ပုံစံမျိုးလုံးဝမဟုတ်သေးပါဘူးနော်အဲ့အတွက်ကြောင့်မိတ်ဆွေတို့ဘက်ကစိုးရိမ်ကြောင်းကြမှုတွေရှိနေစရာမလိုဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအရေးကြိုးခေါ်မဲ့ခေါ်တော့မယ်ဆိုရင်နိုင်ငံတော်ကတရားဝင်ချပေးတဲ့စီးတစိတ်တုံးတွေတရားဝင်ချပေးတဲ့စာရွက်စာတမ်းတွေတရားဝင်ချပေးတဲ့စီးတစိတ်တွေပါမယ်ပေါ့နော်မဖြစ်မနေအပ်ကမယ်ဆိုရင်တော့ဒါဆိုရင်ကျွန်တော်တို့မိုးပြိုရင်အများပေါ့နော်ကျွန်တော်တို့တဦးတယောက်တည်းစိုးရင်ကြောင်းကြပူပန်နေစရာမလိုဘူးပေါ့နော်ပြောချင်တာကကျွန်တော်တို့မဖြစ်မနေအပ်ကမယ်ဆိုတဲ့နှုံသားမျိုးမဖြစ်သေးပါဘူးနော်တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်လည်းကျွန်တော်ကြိုတင်ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တိတလောက်လေးကိုကြိုတင်ပြီးပြောပြပေးပါနော်ဆိုရင်ကြောင်းကြစရာမလိုဘူးမိမိတို့လက်ထဲမှာရှိတဲ့ကားများကိုလည်းစိုးရင်ပူပန်ကြောင်းကြပြီးတော့ရောင်းချစရာမလိုသေးတဲ့အခြေအနေတစ်ခုမှရှိပါတယ်နော်အဲ့အတွက်ကြောင့်မိတ်ဆွေတို့ဘက်မှာမိတ်ဆွေတို့ရှိမှရှိတဲ့ကားတွေက model နိတ်တော်ညားလေကားကောင်းကားတန်းတွေဖြစ်ကောင်းဖြစ်နိုင်တယ် model နိတ်ပြင်မဲ့လေ model နိတ်နဲ့တဲမှာ Land Cruiser ပါမယ် Cyclones ပါမယ် Pajero ပါမယ် Kluga Harrier ဒီလိုမျိုးတွေပါမယ်ပေါ့နော်အဲ့တကယ်လို့ကျွန်တော်တို့2006ထိမဖြစ်မနေခေါ်မယ်ဆိုရင်ဒိုင်းပြည်လုံးမှာရှိတဲ့ကားတွေအကုန်လုံးအရေးကြိုစီးရီးအကုန်ဝင်သွားမယ်ပေါ့နော်ကျွန်တော်2000အောက်တွေဘာတွေညာတွေတော့ကျွန်တော်တို့မကြားဘူးတကယ်လို့ခေါ်မယ်ဆိုရင်2006ထိ2005-6ထိကိုခေါ်သွားမယ်ပေါ့နော်အဲ့တော့ပြောချင်တာမိမိတို့လက်ထဲမှာရှိတဲ့ကားတွေဒီမိမိတို့တန်ဖိုးထားပြီးတော့သုံးချလို့ရတဲ့အနေအထားမှာရှိပါသေးတယ်မဖြစ်မနေရောင်းချရမယ်ကားတွေမလိုအပ်ဘဲနဲ့ရောင်းချနေရတဲ့ကားတွေမျိုးမဟုတ်သေးဘူးအဲ့တော့မိမိတို့သုံးလို့ရသလောက်ကိုသုံးပါအောင်တကယ်လို့ရောင်းမယ်ဆိုရင်လည်းအရေးကြိုးဟိုလောက်ဝယ်တယ်ဒီလောက်ဝယ်တယ်ဒီနေ့တော့ဘလောက်ပေါက်ပါတယ်ဆိုတဲ့ကောင်တွေကိုရှောင်ပြီးရောင်းဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကောင်တွေကခင်ဗျားတို့ကိုဓာတ်လိုက်ဝယ်တာမဟုတ်ဘူးရှိုးရုံးကနေပြီးတော့သူတို့ကိုဝယ်ပေးပါဆိုပြီးတော့350 300လောက်ဟာချန်ပြီးတော့သူတို့အမျက်အကျိုးမြတ်အတွက်ယူချပြီးတော့မှခင်ဗျားတို့ကိုကာလာပေါက်သေးဒီနေ့ဘလောက်ပေါက်ပါတယ်ဟိုလောက်ပေါက်ပါတယ်ညနေကတော့ဘလောက်ဖြစ်သွားပါပြီဆိုတော့ခင်ဗျားတို့ကိုဈေးလှည့်တဲ့ဈေးလှည့်ပြီးတော့အယောင်းဝယ်လုပ်နေတဲ့လူတစုပေါ့နော်အဲ့တော့ပြောချင်တာကခင်ဗျားတို့တကယ်ဝယ်တော့မယ်ဆိုရင်တကယ်ရောင်းချတော့မယ်မဖြစ်မနေရောင်းရတော့မယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်တစ်ခုပေးမယ်နော် showroom ဖုန်းနံပါတ်တစ်ခုချပေးမယ်ခင်ဗျားတို့ဓာတ်ရိုက်သွားရောင်း